ဆော့မယ် bro တဲ့လား ID ချဟိတ်သူဆော့မယ်ဆို ID ချဒါမှမဟုတ်ရင်ဟိုအဖြစ်ရင်နှစ်ပွဲခုမှစတောင်းတာဆိုလို့ရှိရင်နှစ်ပွဲလောက်ဆော့လိုက်နှစ်ပွဲသုံးပွဲလောက်တယောက်တည်းသွားလိုက်player level တင်လိုက် player level ကကျွန်တော်က90အထိဆိုသူက90အထိပဲထင်တယ် player level ဟိုအထိတင် level 5လောက်ဆိုရင်ဟိုအနေတွဲဆော်လို့ရတယ်တကယ်ချင်းနေနဲ့တွဲဆော်လို့ရတယ်အဲ့လိုမျိုး player level 5လောက်ဆိုရင်တကယ်ချင်းနေတွဲဆော်လို့ရပြီဒါကျွန်တော် ID နေနီကကကြည့်ဟုတ်ပြီပါဒါကိုနေရမှာထင်တယ်ဘာဂိမ်းလဲတဲ့ blue stack ဂိမ်းမှာပြော blue stack blue stack blue style လား blue style ပေါ်ရိုးရိုးရှိတယ်ဂျိုင်လိုလဲပါတယ်စတင်ပိုင်းဆိုင်ရာအကုန်လုံးက PUBG နဲ့တူတယ်ဆိုတော့ PUBG သမားတော်တော်များများဆော့လို့ကောင်းတဲ့ဂိမ်းလက်ကွက်တွေလည်းတူတယ်လက်ကွက်တွေလည်းတူတယ်မတူတာမပါတာဆိုလို့အိတ်တဲ့ခလုတ်မပါဘူးတော်ချောရီမင်္ဂလာပါတော်ချောရီ PUBG လိုပဲလားဟုတ်တယ် PUBG လိုပဲစတင်နေပါလေအကုန်လုံး PUBG နဲ့တူတယ်မတူတာဆိုလို့မင်္ဂလာပါဗျာတဲ့မတူတာဆိုလို့ဒီဂိမ်းမှာမတူတာဘာလဲဆိုတော့ဂန်းတွေကိုကိုတိုင်းဆင်ရတယ်ဗျာဂန်းတွေကိုကိုတိုင်းဆင်ရတယ်ဂိမ်းနေနဲ့ဒီမှာဂန်းပစ္စည်းတွေကိုကိုတိုင်းဒီမှာ lobby မှာကိုကြိုက်တဲ့ဟိုပါပေါ့နော်ကိုကြိုက်တဲ့ item တွေကိုဆက်ပေါ့ item ခေါ်လာ item smart ခေါ်လာမသိဒီမှာစကုတ်တို့ဘာတို့ကိုတိုင်းထည့်ရမှာနော်ကိုတိုင်းဆင်လိုက်ဆင်ပြီးတော့မှဒီမှာအဲ့တော့ကျွန်တော်အဲ့တော့ level ခေါ်မှာဒီရဲ့ AK ကိုထည့်ထားတယ်အမှအဲ့တော့ဝင်လိုက်ဒီနေ့အလုပ်ပိတ်တယ်ပိတ်တယ်ဆရာမကြီးကျွန်တော်ဒီနေ့အလုပ်နားတယ်ကျွန်တော်နာရက်ကဒီနေ့အလုပ်ပိတ်တယ်ပိတ်တယ်ဆရာမကြီးကျွန်တော်ဒီနေ့အလုပ်နားတယ်ကျွန်တော်နာရက်ကဗုဒ္ဓဟူးနေ့တိုင်းနားတယ်ဒီမှာမတွေ့ဘူးတဲ့ဂိမ်းမတွေ့တာလားဂိမ်းကျွန်တော်ပြပေးမယ်ခဏဂိမ်းက Play Store ထဲကိုဝင်လိုက်ဝင်မျိုးတခါလေးရိုက်ထားနော် screenshot တခါလေးရိုက်ထား Play Store ကိုဝင်လိုက်ဝင်မျိုးမှာ BNOOD လို့ရေးလိုက် Blue Stack ဆိုတာမှထွက်လာတယ်အပေါ်ဆုံးမှာဆရာမကြီးတွေမခေါ်တဲ့ချစ်စနိုးနဲ့ခေါ်တာကိုတငယ်ချင်းတွေဒီမှာဒီဂိမ်းမှာလို့နော်ကျွန်တော်ကိုစာရေးခြင်းဒီမှာလဲရေးလာလို့ရတယ်ဒီမှာကျွန်တော် email စောက်ရမ်းမိုက်တယ်သိလား comment ဝင်ရေးထားစောက်ရမ်းမိုက်ရှစ်အတိတ်ဆုံးပေါ်လာကျွန်တော်အမှ classic မှာတဲ့အဲကျွန်တော် email ဒီမှာလဲစာရိုက်လာလို့ရတယ်အဲ့တော့က PUBG နဲ့မတူတာဆိုလို့အဲ့ဒီမှာကွာငါတို့ကအဲ့တော့ငါတို့ PUBG မှာဆိုရင်အဲ့တော့တွေမှာသူပါခြင်းနဲ့ကမ်းပါတာဒီမှာကျတော့အဲ့လိုမဟုတ်ဘူးခလေးကစားတဲ့ဂိမ်းတွေကလို့ကိုမစ်တဲ့သူလည်းမနိုင်နိုင်နဲ့ဟာသူကြီးတည်နေတာတော့စော့ကြည့်ပါတည်ပါတယ်ဟုတ်တယ်စော့ကြည့်ပါတည်ပါဒီဂိမ်းအဲ့တော့ပါတဲ့ဂိမ်းကန်းကဟို PUBG မှာဆိုရင်အဲ့တော့ကနေသူကြခြင်းနဲ့ဂန်းပဲကြတယ်ဒီမှာကျတော့ကိုထည့်သွားတဲ့ဂန်းပဲဟိုဖြစ်မှာဗျာကိုထည့်သွားတဲ့ဂန်းပဲပါမယ်အဲ့ဒီကိုထည့်သွားတဲ့ဂန်းကိုတော့မှကိုတိုင်းအဲ့ဒီခဏကျွန်တော်ပြတဲ့ဒီထဲမှာတနက်ကိုကြိုက်တဲ့item တွေဆင်ပေါ့နော်ကိုကြိုက်တဲ့ item တွေကြိုက်တာဆင်လို့ရအဲ့လိုမျိုးပေါ့အပြောင်းအရှည်ကြိုက်လားအတူကြိုက်လားဒါမှမဟုတ်ရင်ဟိုလိုမျိုးအဲ့လိုမျိုးကြိုက်လားပေါ့နော်ကိုကြိုက်တဲ့ပုံစံဆင်အဲ့လိုတောက်တွေကလည်းဒီမှာ PUBG လိုပါပဲသိပါတယ်တဲ့ဟုတ်တယ်အဲ့လိုမျိုးပေါ့နော်ကိုကြိုက်တဲ့ဟာဆင်စော့နေတာကြာပြီတဲ့မသိသေးတဲ့လူတွေပြောတာပါသိတဲ့လူတွေကတော့ပြောရဲပါမသိသေးတဲ့လူတွေတော့ပြောရဲပါ
မသိသေးတဲ့လူတွေကြတော့ဟာစကုတ်ကဘယ်မှာမှလည်းမသိဘူးကောက်လာတဲ့ကန်စကုတ်လည်းမပါဘူးလို့ပါလို့ကွင်းရဲ့ပါတဲ့ခန်းကြတော့ကွာကွင်းရဲ့ကောက်တဲ့ခန်းကြတော့ကိုလိုချင်တဲ့စကုတ်တွေပါတွေမပါဘူးကိုလိုချင်တဲ့ item တွေမပါဘူးအဲ့လိုမျိုးဆိုတော့ကြီးပေါက်က30 50 60 100ဒီကန်းကတော့100ထိဆန်တယ်အဲ့လိုမျိုးငါလိုပဲဥတေခိုင်ကမသိသေးဘူးမလားကိုမင်းထက်မသိသေးဘူးကိုမင်းထက်ကဘယ်စနိုက်ပါလဲမသိဘူးသူပြောတာကာလားမသိဘူးကာလားအော်ဒီတနက်ရဲ့စကုတ်သူကမတွေ့ဘူးပြောတာဒီမှာလေးဆရာသမားဒီမှာအဲ့စကုတ်တပွဲလောက်ကြည့်တယ်โอเคတပွဲလောက်စော့ကြည့်အဲ့လိုပြောတာဒီမှာလေကိုကြိုက်တဲ့ဟာကိုတိုင်းတင်လို့ရကန်းนี่အာမကန်းนี่လည်းပဲမတက်သေးဘူးဆိုရင်ကျွန်တော်တို့ကန်းအနည်းဆုံးဟိုဟာသူက50အထိကိုသူကကတ်နဲ့ဖြည့်လို့ရတယ်ဗျာအဲ့လိုမျိုးဒီထဲမှာမဟုတ်ပါဘူးကန်းတွေကို50အထိ level မှာကတ်နဲ့တင်လို့ရတယ်အဲ့ဒီကနေမှ level ဟိုဟာအထိကိုအကုန်လုံးလည်းအဲ့ဒီမှာကျွန်တော် level မတင်ရသေးတာများရယ်ဒီကန်းတစ်လက်ရယ်ဒီကန်းကိုကြည့်လိုက်မယ်အမြင့်ဆုံးဟိုဟာအထိတင်လို့ရကတ်နဲ့တင်မယ်ဆိုရင်ကတ်နဲ့တင်မယ်ဆိုဒီမှာဒီနားလေးမှာဒီမှာတက်လာအဲ့မှာကတ်နဲ့တင်မယ်ဆိုရင်သူက level 50အထိတင်လို့ရကျွန်တော် level လုံးဟိုကတ်လုံးလောက်ရှိတယ်ဆိုတော့ level 50အထိတင်လိုက်လို့ရတယ်ဒါကမ်းဟိုပေါ့ level တင်တာ epic level တင်တာသူကအလွန်ဆုံး80အထိပဲရှိတယ် level 80အထိဒါလိုမျိုး item တွေကိုကဆက်လိုက်လို့ဂိမ်းထဲမှာခါနေတယ်ရမ်းနေတယ်ဟိုမငြိမ်ဘူးဆိုရင်သူများဆက်ပြီးသားလည်းရှိတယ်ဒီဟိုမှာဒီနားလေးကိုနေလိုက်ဒီမှာနားလေးကိုနေလိုက်နှိပ်ပြီးတော့မှဒီမှာကတ်တကက်ဝေရတယ်ဒီမှာကိုယ်စီမှာမရှိထားဘူးဆိုရင်ဒီမှာ AI ကနေဆင်ပေးထားတာလည်းရှိတယ် AI ဆင်ပေးထားတာ2မျိုးရှိတယ်ဒါမှမဟုတ် pro player လို့သူတို့ပြောထားဒီ game ထဲမှာ pro player ရှိတယ်ကွာတကယ်ဟိုပေါ့အတော်ဆုံးနေပေါ့သူတို့ဆင်ထားတဲ့ပုံစံအတိုင်းဆင်ကျင်နေဆိုရင်လေဟိုပေါ့အတော်ဆုံးနေပေါ့သူတို့ဆင်ထားတဲ့ပုံစံအတိုင်းဆင်ကျင်နေဆိုရင်လေဆင်လို့ရတယ်ဒါပေမဲ့ကတ်ကတော့ဝယ်ရမှာအဲ့လိုမျိုးကျွန်တော်ကကတ်ရှိပြီးသားဆိုတော့အမဝယ်တခါတည်းဆင်လိုက်တယ် Cisco နဲ့Cisco နဲ့ပါနေဆင်လိုက်တယ်အဲ့လိုအဲ့ကတခါမှမကန်ကြည့်ဘူးသေးကောင်းလားမကောင်းလားမသိအဲ့တော့မှထည့်ကြည့်လိုက်ရမလားအဲ့တော့မှထည့်ကြည့်လိုက်ရမလားဆိုတော့ဘယ်နာထည့်ရမှာ short gun နေရာမှာထည့်လိုက်မှာ short gun ကဘယ်မှာလဲမသိ short gun နေရာမပါအဲ့လိုဗျာပြီးရင်ဒါကန်းနော်ကန်းဘက်ကိုကျွန်တော်ပြောတာနော်ကန်းအကြောင်းပြီးသွားပြီဆိုတော့လူဟီးရိုးကြတော့တကောင်နဲ့တကောင်မတူသူက mobile legend နဲ့တူသွားပြန်ရောဟီးရိုးကြတော့ဒီကောင်ဆိုလို့ရှိရင်သူကဒီကောင်ရဲ့ဟီးရိုးကကြတော့သူကကွာသူ power ထုတ်လိုက်ရင်ကြည့်လိုက်enemy ရဲ့ power တွေအကုန်ပိတ်သွားတယ်ပြီးရင်သူ့ရဲ့ gun ရဲ့ damage ကလည်းတက်လာတယ်အဲ့လိုမျိုးတက်လာအမှအဲ့လိုကွာတယ်ကွာဒါဟီးရိုးတစ်ကောင်ချင်းရဲ့ကျွန်တော်ကချော့တယ်ချိုးတယ်တဲ့လားချိုးမှာပေါ့စောက်ချိုးကြီးတွေပဲအဲ့လိုမျိုးကွာသူက mobile legend နဲ့တူတယ်ကိုကျွမ်းကျင်တဲ့ဟီးရိုးကိုပဲကန်ရမယ်အဲ့လိုမျိုးတချို့ကောင်တွေကြောင့်ဒီဟီးရိုးကိုကြိုက်တယ်အများဆုံးကြိုက်တဲ့ဟီးရိုးကကြတော့အင်းမလေးရယ်အင်းမကြတော့ကိုယ့်ကိုသွေးဖြည့်ပြီးစိတ်ကြိုက်ဝင်ကြမ်းလို့ရတယ်အဲ့လိုမျိုး0တူတူဆော့လို့ရလားဘရိုတဲ့ရတာပေါ့0ကြတော့ तू ကအမြန်ပေါ့နော်ဟိုဒီခုံနဲ့ခလုတ်ရှိတယ်ခုံနဲ့ဥစ္စာကြတော့ तू ကတနေရာနဲ့တနေရာခုံပြေးသွားတော့လျှက်တစ်ပြက်ပြေးတာတော့ तू ကအဲ့လိုမျိုးပြီးရင်ကြီးကာတဲ့ဟာရှိမယ်ကြီးကာမယ်အဲ့လိုမျိုးပေါ့နော်60စက္ကန့်နဲ့ဟာ60စက္ကန့်တစ်ခါထင်အဲ့လိုပြီးရင်သူတို့ကြိုက်
လူတော်တော်များများကြိုက်တာအေးမလေးရယ်0လေးရယ်အခုဒီကောင်ရယ်ဒီဗလာကြီးရယ်ဗလာကြီးကိုဘယ်လိုခေါ်လဲမသိဘူးဗိုတီလားဘယ်လိုမသိပြီးရင်ဒီ run လေးရယ်သူတို့ကြိုက်ကြတယ် run ကြတော့ရေခဲနဲ့AD ဒီမှာ nova ကိုလည်းကြိုက်ကြတယ် nova ကကြတော့သူက gas အစိတ် gas နဲ့ဖြစ်တယ်အဲ့လိုမျိုးကောင်းကျွန်တော်ကြိုက်တာဒီကောင်ကကြတော့ enemy ကကို enemy ဘယ်နှစ်ယောက်ပဲလာအဲ့မှာအဲ့တိုင်းကိုတိုက်လိုက်တဲ့လူတိုင်းကဖြစ်တယ်မမြင်တော့ enemy ကမမြင်တော့အဲ့လို对了အဲ့လိုကျွန်တော်ကန်တဲ့ကောင်ကကျတော့အဲ့လိုမျိုး enemy location ကိုလည်းမြင်ရတယ်ပြီးရင်ကိုကာလိုက်တဲ့ဟာကိုလာတိုက်မိရင်လည်း enemy တစ်ဖက် enemy ကဟိုပါပေါ့အဲ့လိုမျိုးစခွင်ပိတ်သွားတယ်ကွာစခွင်တစ်ခုလုံးအပြာရောင်ဖြစ်သွားတယ်ကွာအဲ့လိုတွန်တောင်မလာရဲကြဘူးအဲ့လိုမျိုးကြော်ကြီးမင်္ဂလာပါကဲကျွန်တော်လည်းတိတလောက်တက်တလောက်တော့အမှပြောပြထားတယ်နားလည်ရင်လည်းနားလည်တလောက်တော့ရှိမှာပေါ့အကုန်လုံးနားမလည်ရင်တော့နည်းနည်းပါတော့နားလည်မှာပေါ့ကျွန်တော်ပြောရတဲ့မှာအမားတွေပါသွားရင်လည်းခွတ်လို့ပါပေါ့နော်ပြီးရင်ကျွန်တော်ရဲ့ YouTube ကိုလည်းsubscribe လေးလုပ်သွားပေးပါလို့လက်မလေးအသေးလေးတစ်ခုပေါ့လှုပ်ရှင်တာလှုပ်သွားရကဲကျွန်တော်လည်းတိတလောက်တက်တလောက်တော့ပြောပြလိုက်ပြီ